မင်္ဂလာပါရှင်။မမနာမည်ကတော့ရှင်းရမှုပါ။မမကရှူတောင်စေးရုံရဲ့အဲ့ဆိုကောင်းသားလေးကျေးဇူးပါရှင်။အေးကိုချောင်းလာတဲ့သူတိုင်းကစိတ်ပင်ပန်းမှုတွေမိခုနေကိုစိနေပါ။ကျမကလူနာတွေနဲ့ပထမအဆုံးတွေ့ဆုံရတဲ့သူပါ။ကျမရဲ့တင်ပြမှုကျမရဲ့ရွေးချယ်မှုတွေဟာလူနာတွေအတွက်စိတ်ပင်ပန်းမှုတွေကိုနည်းနည်းလေးဖြစ်ဖြစ်ရွတ်ဆိုင်သွားစေရလို့ယုံကြည်ပါတယ်။ဟိုမှန်ကန်တဲ့ဌာနရေးစီလမ်းညွှန်ပေးရတာသူတို့ရဲ့လိုအပ်ချက်တွေကိုအခုညဖြည့်ရှင်းပေးရတာကိုကျမပြောရှင်းတော့မှာပဲကျမကဆရာဝန်တယောက်မဟုတ်ပေမဲ့ဒီနာရီရဲ့ကုသမှုအစကိုအကောင်းဆုံးကူညီပေးနိုင်မယ်လို့ယုံကြည်ပါတယ်ရှင်ဒီတော်ဝင်စေးရုံကလူနာတွေကိုဦးစားပေးလေးထားတာကြောင့်ကျမတို့တွေကိုရှစ်တန်းဝန်ထမ်းတွေကိုလည်းစင်နာတောက်ကိုညီတောက်ကိုအမြဲတင်စားပေးနေရှင်တော်ဝင်မှာအလုံးလုံးညာကလူနာတွေကိုတကယ်ကူညီနေတယ်လို့ခံစားစေရပြီးလို့ပေါ်ကိုက်ဘက်တရားလည်းခေါ်ရတာကြောင့်လုံးလုံးလာတာစိတ်ချမ်းသာပါရဲ့ရှင်စင်နာရဲ့နှုတ်ဆက်မှုတစ်ခုကအားလုံးကိုကြောင်းလဲစေနိုင်ပါတယ်